ဆိုတော့VT Market မှာကျွန်တော်တို့ပတ်စံထုတ်မယ် Security Authenticator Software ဘယ်လိုမျိုး setup လုပ်ရလဲဆိုတာလေးကိုကျွန်တော်ပြပြအောင်ဖြစ်ပါတယ်အရင်ဦးဆုံးကျွန်တော်တို့လိုအပ်တာကတော့အခုလိုမျိုးဖုန်းနှလုံးလိုအပ်တယ်ပေါ့နော်ဆိုတော့ဖုန်းနှလုံးရှိရဆိုရင်တော့ပို့ပြီးတော့မှလွယ်မှာဖြစ်ပါတယ်ဆိုတော့အရင်ဆုံးကျွန်တော်တို့က withdraw ထုတ်တဲ့အချိန်မှာဒီကောင်လေးကိုကျွန်တော်အရင်ဆုံး anywhere ဖြစ်ဖို့လိုအပ်ပါတယ်ဆိုတော့ဒါလေးကအရင်လွယ်ပါတယ်တစ်ချက်နှိပ်ပြီးတော့မှကျွန်တော်တို့ရဲ့ Gmail တဲ့ကုတ်6လုံးကြာလာခဲ့ဆိုတော့ကုတ်6လုံးထည့်လိုက်လို့ရှိရင်ရတယ်နောက်တစ်ခုကတော့ Security Authenticator App ဒီကောင်လေးတစ်နေ့ခက်တယ်ပေါ့နော်ဆိုတော့ဒီကောင်လေးကကျွန်တော် anywhere ဖွင့်ပေးရပါမယ်ဆိုတော့ anywhere ဖွင့်ပေးလိုက်ပြီးဟိတ်ဆိုရင်ကျွန်တော်ဒီမှာကုတ်နံပါတ်တောင်းလိုက်မယ်ဆိုတော့ Gmail တွေကိုကြာမယ်ကုတ်6လုံးပေါ့နော်ဆိုတော့ကုတ်6လုံးထပ်တောင်းလိုက်ပါ Okay ဆိုတော့ကျွန်တော်ဒီဘက်မှာဆိုတော့ VT Market နဲ့ပတ်သက်တဲ့ကုတ်6လုံးဒီဘက်မှာကြာလာတယ်ပေါ့နော်ဆိုတော့အဲ့ကုတ်6လုံးကျွန်တော်ဒီဘက်မှာထည့်လိုက်အောင်ပါပဲconfirm လုပ်လိုက်ပြီ Okay ကဲခုကျွန်တော်တို့ကဒီနေရာလေးကိုရောက်သွားခဲ့ပြီဆိုရင်ဒီတိုင်းလေးပဲထားပြီးတော့မှကျွန်တော်တို့ဒီဘက်ကတစ်ဖက်ကပေါ့နော်ဖုန်းတစ်လုံးမှာဒီလိုမျိုး authenticator software တွေ download ဆွဲထားဖို့လိုပါတယ်ဆိုတော့ download မဆွဲရသေးတဲ့တွေက download ဆွဲလိုက်ပါ download ဆွဲပြီးတော့လို့ရှိရင် software တွေဝင်လိုက်မယ်ဝင်ပြီးတော့လို့ရှိရင်ဒီအောက်မှာအပေါင်းပုံစံတွေပါလိမ့်မယ်တစ်ချက်နှိပ်ပါနှိပ်ပြီးတော့လို့ရှိရင် QR code အဓိကတော့ QR code ကိုရေးပါပေါ့နော် QR code ကိုရေးလိုက်ပါရေးပြီးတော့ရင်ကျွန်တော်တို့ဒီကောင်လေးကို scan ဖတ်ပေးလိုက်နော် second ဖတ်လိုက်ပြီးဟိဆိုရင်ကျွန်တော်တို့ရပါပြီအပေါ်မှာကျွန်တော်ဒီမှာဆိုရင်ဒီ account အတွက်ကိုကျွန်တော်တို့မှာဟောပေါ့ကုတ်နံပါတ်တွေကျွန်တော်ရပြီပေါ့နော်ဆိုတော့အဲ့ကုတ်နံပါတ်လေးကိုဒီဘက်ထဲမှာကျွန်တော်တို့ထည့်ပေးလိုက်အောင်ပါပဲတခုရှိရပါတော့ဒီကောင်လေးကတော့ second 30ကိုတစ်ခါပြောင်းနေပြီးမှနာရီလေးပါဆိုတော့ဒီနာရီလေးမပြည့်ခင်မှာကျွန်တော်ဒီထဲမှာ authentication ကုတ်နံပါတ်ကိုကျွန်တော်ထည့်ဖို့လိုရတယ်နော်ဆိုတော့ဒီကောင်လေးကျွန်တော်ပြည့်ရဒီခဏစောင့်လိုက်မယ်အစ်စ်ပြန်ပေါ်ပြီဆိုမှပဲကျွန်တော်ထည့်မယ်ပေါ့နော်ကျတော့ပြီးတော့ဒီမှာကုတ်နံပါတ်လေးပေါ်ပြီဆိုတော့ဒီ QR code ရဲ့အောက်မှာဖြည့်ရမယ့်နေရာလေးမှာကျွန်တော်ဖြည့်လိုက်မယ်ပြီးရင်အမှန်ကျင်လေးနှိပ်ပါနှိပ်ပြီးသွားရင်တော့အောက်က confirm နှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ authenticator software setup ပြီးသွားပါပြီကဲတော့ဒီတစ်ခေါက်မှာဆိုရင်တော့ကျွန်တော်တို့လိုအပ်တဲ့ withdraw တွေကိုလွယ်လွယ်ကူကူနဲ့ကျွန်တော်တို့ကထုတ်လို့ရအောင်ဖြစ်ပါတယ်ဆိုတော့ modify ဖြစ်သွားပြီ modify အကုန်လုံး modify ဖြစ်သွားပြီဆိုရင်ရတယ်နော် okayဒီဟာလေးကတော့ authenticator setup လုပ်တဲ့ပုံစံလေးဖြစ်ပါတယ်ကဲနောက်ထပ်အနေနဲ့ကတော့ကျွန်တော် withdraw ထုတ်လုပ်မယ်နေဆိုရင်တော့ပုံမှန်အတိုင်းလေးပဲကျွန်တော်ဒီအကြောင်းလေး၃ကြောင်းနှိပ်မယ် withdraw file ကိုရွေးမယ်ပြီးကျွန်တော်ဒီမှာကိုလိုအပ်တဲ့ deposit ပမာဏကိုကျွန်တော်တို့ရွေးချယ်ပြီးတော့မှ withdraw စိတ်ကြိုက်ထုတ်လို့ရပါတယ်ဗျ okay ပါ